ဘာဝနာတွေထဲမှာအမျက်ဆုံးဖြစ်တဲ့ဘုရားနုတ္တိကိုပွားပါအဲ့ဒီမှာဘာဝနာနမနုဿရံဆိုတဲ့စကားလုံးကဘာဝနာတွေထဲမှာကောင်းမြတ်ဆုံးသောဘာဝနာဘာလဲလို့ဆိုဘုရားနုတ္တိပဲကျေးဇူးတော်ရှင်ဗောဓိတထောင်ဆရာတော်ဘုရားကြီးဟာဘုရားနုတ္တိပွားနေတယ်ဆိုတာအမတမထင်ရှားအမြဲတမ်းမြတ်စွာဘုရားနဲ့ပတ်သက်တဲ့ကိစ္စဝိစ္စတွေအမြဲတမ်းဆောင်ရွက်နေမြတ်စွာဘုရားရဲ့ပရိဘောဂဖြစ်တဲ့ပရိဘောဂဇီတိဖြစ်တဲ့ဘောဓိပင်တွေကိုစိုက်ပျိုးတာဒါလည်းဘုရားနုတ္တိပဲမြတ်စွာဘုရားကုံကိုအာယုပြုပြီးဆောင်ရွက်တာဟုတ်ထို့ပြင်ရုပ်ပွားဆင်းမှုတော်တွေကဘာမှာအံ့ဖွယ်ဖြစ်အောင်အမတမထူးခြားထင်ရှားကြီးမားလာတဲ့ဘုရားရုပ်ပွားတော်တွေအလုံးသိကြတဲ့အတိုင်းဆရာတော်ဘုရားကြီးကစီမံဆောင်ရွက်တယ်ဆရာတော်ကြီးရဲ့နှလုံးသားထဲမှာကိန်းနေတာဘုရားနုတ္တိဆိုတာပြောစရာမလိုအောင်အမြဲတမ်းပွားနေတာလည်းဘုရားနုတ္တိ1990-91ခုနှစ်လောက်ကဘုန်းကြီးတို့သီရိလင်္ကာနိုင်ငံမှာရှိသီရိလင်္ကာနိုင်ငံကိုဆရာတော်ဘုရားကြီးကြွလာတဲ့အခါဘုန်းကြီးတို့ဝကျွန်းငယ်ပြုရင်ဆရာတော်ကြီးနဲ့စတင်ပြီးတော့ယဉ်နှီးလာသီရိလင်္ကာနိုင်ငံကပြန်ပြီးတော့ထိုင်းနိုင်ငံကိုပြန်ကြွသွားတဲ့အခါဘုန်းကြီးတို့လည်းလိုက်ပါသွားဆရာတော်ကြီးနဲ့အတူဆရာတော်ရဲ့အမတန်ယဉ်နှီးတဲ့ဘန်ကောက်မြို့မှာရှိတဲ့ဒကာရကမဒေါ်လှထုမေတို့အိမ်မှာတခန်းနဲ့ဆရာတော်ကြီးနဲ့9 ရက်တိတိဘုန်းကြီးတို့အတူနေခဲ့ရတယ်ပေါ့အိမ်မှာဆိုတော့နေရာကျဲကျဲလည်းမရှိတော့တခန်းထဲမှာပဲဆရာတော်ဘုရားကြီးကရင်နဲ့ရှင်ရဲ့ဘုန်းကြီးတို့လည်းကရင်ခင်းပေးတာအဲ့ဒီမှာဆရာတော်ဘုရားကြီးကိုအနီးကပ်ကြည်ညိုခွင့်ရဘုန်းကြီးတို့ညလုံးပေါက်ဆရာတော်ကြီးနားမှာဆရာတော်ကြီးနဲ့အတူတခန်းနဲ့9 ညတိတိဘန်ကောက်မြို့မှာနေခဲ့ရတယ်ဆရာတော်အမြဲတမ်းဘုရားနုတ္တိဘာဝနာပွားနေတာကိုပဲသိရတယ်ခရင်ပေါ်မှာလဲလျောင်းနေတော့လဲဆရာတော်လက်ကပဋိစိတ်ရဲ့ပဲဘုရားနုတ္တိဘာဝနာပွားပြီးတော့အမြဲတမ်း